မင်္ဂလာပါရှင်နဂါးရွှေဝါစိတ်ရွှင်ရနာဆိုင်မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့လေးမှာတော့မမီးရဲ့ချစ်ကကာတွေပေါ့နော်အမေးများနေတဲ့ 80K လက်စွပ်လေးကိုဝတ်လိုက်တာနဲ့အထက်အဟန်လေးနဲ့ဒီဇိုင်းလက်ရာဆန်းလေးပေါ့နော်ကြစ်လေးလိုချင်တဲ့ချစ်ကကာတွေအတွက်ဒီကမိတ်ဆက်ပေးလိုက်ပါပြီရှင်မမီးနဲ့တူတူဒီဇိုင်းဆန်းလေးနဲ့စိမ့်နှုံးလေးကိုတ िश ပေးဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်ရှင်အခုပေါ့နော်မမနံပါတ်1ပြပေးမယ် 80K လက်စွပ်မောင်းကွင်းဒီဇိုင်းလေးရဆိုရင်လေဒါမမတို့ပေါ့နော် disco ဆက်ဖြတ်ကလေးကိုမှဝတ်လိုက်တာနဲ့လုံးဝကိုမှဘလင်းလေးနဲ့လုံးဝလက်မှာအထက်အဟန်လေးလည်းရှိတဲ့ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်အခုလက်စွပ်လေးပါဆိုလို့ရှိရင်တော့မင်းတို့ဒါလက်တိုင်းလေးတွေဆိုလို့ရှိရင်လက်တိုင်း3လေးရဆိုရင်တော့ 2.19 gram လေးကို73သိန်း6000ပါရှင်လက်တိုင်း14ရဆိုလို့ရှိရင်တော့ 2.27 gram လေးကို14သိန်း1000ဝန်းကျင်ပါရှင်လက်တိုင်းဆက်ခွန်ကတော့မင်းတို့ 2.13 gram လေးကိုမှ73သိန်း3000ဝန်းကျင်ပါရှင်ချစ်တော်လေးတွေအတွက်ပေါ့နော်မမင်ကကိုကလာလေးအပြင်အခုwhite color လေးပါထပ်ပြီးပြပေးမှာဖြစ်ပါတယ်ရှင် white color လေးဆိုလို့ရှိရင်လည်းဒါမမင်တို့တော့ဥပလိုက်တာနဲ့လုံးဝကိုမှလက်မှာလုံးဝကိုဘလင်းလေးနဲ့လုံးဝကိုမှဖွင့်တက်နေတယ်ပေါ့နော်ဆက်ဖြတ်လက်ရဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်အခုလက်စွပ်လေးတွေမှာဆိုရင်တော့ဒါမမင်တို့လက်တိုင်း7ဆိုလို့ရှိရင် 1.92 gram လေးကိုမှ73သိန်း9000ဝန်းကျင်ပါရှင်2.12 gram လေးဆိုရင်တော့လက်တိုင်း15ပါရှင်73သိန်း2000ဝန်းကျင်ပါရှင်2.06 gram လေးဆိုလို့ရှိရင်မြေလက်တိုင်း14ပါဈေးနှုန်းလေးရဆိုလို့ရှိရင်တော့12သိန်း8000ဝန်းကျင်ပါရှင်ဒီလေးမှာဆိုရင်တော့မမေက 80K လက်စွပ်မောင်းခွင်းလေးကိုမင်းတို့ဒါ disco ဆက်ဖြတ်ကလေးနဲ့ပေါ့နော်ဝတ်လိုက်တာနဲ့အထက်အဟန်လေးနဲ့ကြစ်လေးနဲ့ပေါ့နော်လက်အားအရန်ကောင်းပြီးတော့မှဖိတ်သက်နေတဲ့ဒီဇိုင်းလက်ရာလက်စွပ်လေးတွေကိုမမေကဒီနေ့ရောင်းချပေးလိုက်ပါပြီရှင်မမီးရဲ့ချစ်ကကာတွေအတွက် 80K ဒီဇိုင်းဆန်းလေးတွေကိုလည်းဆိုင်ရောက်လာစရာမလိုပဲအသေးစိတ်ကြည့်ရှုနိုင်ဖို့အတွက်နေ့စဉ်ဗီဒီယိုလေးတွေနဲ့တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့မမီးရဲ့ page လေးကို like and follow လေးလုပ်ထားဖို့လည်းမမေ့ပါနဲ့ရှင်ဒါအပြင်တခြားချစ်ကျင်တဲ့ယတနာလေးတွေရှိလို့ရှိရင်လည်းမမင်း live ရဲ့ comment လေးရဲ့အောက်မှာလည်းဝင်ရေးပေးခဲ့ပါအောင်ရှင်မမင်း live လေးကိုအခုလိုမျိုးအစအဆုံးတ िश ပေးတဲ့အတွက်မမင်းတို့နဂါးရှိဝါမိသားစုမှာကျေးဇူးထူးပင်တရှိပါတယ်ရှင်မင်းတို့ရဲ့နဂါးရွှေဝါစိတ်ရွှေရနာဆိုင်ခွဲလေးရဆိုရင်တော့ MCT Jewelry Mall မြင်ညီတဲ့ဝင်ပေါက်ဝရဲ့ဘယ်ဘက်ချမ်းလေးမှာရှိပါတယ်ရှင်ဆိုင်လေးမှာကိုယ်တိုင်ကိုကြ 80K ဒီဇိုင်းမျိုးစုံကိုလာရောက်ဝယ်ယူအားပေးဖို့အတွက်မမင်ကဖိတ်ခေါ်အပ်ပါတယ်ရှင်မမင်တို့ဆိုင်ရဲ့ 80K အလဲရောင်းလေးရဆိုရင်တော့အလဲ10ရာခိုင်နှုန်းအယောင်း15ရာခိုင်နှုန်းပါရှင်အဲ့တော့မမင်ရဲ့ချစ်ကကာတွေအတွက် 80K ဒီဇိုင်းဆန်းလေးတွေကိုအမြန်ဆုံးလက်ဦးဖို့ရအောင်အပြေးလေးလာရောက်ဝယ်ယူအားပေးဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်ရှင်